လေးစားရပါတော့ဒါနပိရတဓမ္မပိရတကုသိုလ်ကောင်းမှုမြတ်ဓမ္မတို့နဲ့ငုပြောကြတယ်တရားချစ်ခင်သူတော်စင်ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ခင်ဗျာဒီနေ့ချင်းခါသမယမြတ်လှစွာသောမင်္ဂလာအခါကာလကြီးမှာတတ္တမတဝနာအတိတုံမပါဆိုတဲ့နာယခဲလှတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားခွင့်ရတဲ့မင်္ဂလာအခါသမယကြီးဖြစ်ပါလေဒါကြောင့်ပရိသမဇဉ်ညံမှာရှင်လို့သာသနာတော်ကြီးနဲ့ဤကဲ့သို့ကြုံတွေ့ရတဲ့အခါကာလလေးမှာနာယခဲလှတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားကြလို့မိမိရဲ့ဘဝအလှကိုနှလုံးသားမှာအလှဆင်နိုင်ကြစေဖို့အတွက်လေးလေးစားစားဂရုကာရဝတက္ကစ္စတရားများနဲ့တရားနာကြွရောက်ဖို့ရဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင်ဒီနေ့မြန်မာပြည်ကမြန်မာတွေဟာဗုဒ္ဓဘာသာလို့စိတ်တက်မနုဿဗလချာတို့ရဲ့စိတ်တက်ကတော်ကီတွေအဆန်းထွင် policy လမ်းစဉ်နဲ့ကဘာနဲ့ရင်ပေါင်တန်းကျင်တယ်ဆိုပြီးကောင်းဆောင်တက်ကောင်းမြတ်တဲ့ဆန္ဒပါဒါပေမဲ့စီးပွားရေးပညာရေးကျန်းမာရေးဒီအရေးသုံးပါးကဘာနဲ့ရင်ပေါင်တန်းယုံမျှမကခြေတလန်းတာလီကိုကောင်းလေပါတရားချစ်ခင်သူတော်စင်လူမျိုးရေးနဲ့ဘာသာရေးဒီအရေးနှစ်ပါးကဘာနဲ့ရင်ပေါင်တန်းအောင်လုပ်မိရင်တော့ဒေဒီဖရာနေရာမှာနတ်နန်းနဲ့ပိရမစ်တွေရောက်ဘုန်းကြီးကျောင်းနေရာမှာဗလီရောက်တိုက်ပုံအင်ကြီးနေရာလောင်းကုတ်ရောက်ပစိုးနေရာဘောင်းမီရောက်ဖရာကဝိုခိုင်းခဲ့တဲ့မိန်းကလေးတို့ရဲ့ချွေးကန်အင်ကြီးတွေပျောက်သွားပါလိမ့်မယ်တရားချစ်ခင်သူတော်စင်စစ်မှန်တဲ့အောင်မြင်မှုအကျိုးတရားကိုလိုချင်ရင်အကြောင်းတရားကိုဆင်ញင်လို့ပြင်ဆင်တဲ့နာပြင်ဆင်ပါမပြင်တဲ့နာမပြင်ပါနဲ့ဒီနေ့မြန်မာတွေကမြန်မာဖြစ်ရတာရှင်းနေကြတယ်ဘာသာတရားကိုမပြစ်လူမျိုးကိုချစ်ရင်တိုးတက်မှုအောင်ပန်းဆိုတာပဝါတကန်းလက်တလှမ်းမှာရှိနေပါတယ်တရားချစ်ခင်သူတော်စင်လူမျိုးကိုမချစ်ဘာသာတရားကိုပြည့်ရင်လှီခွဲနဲ့ပြိုင်ပွဲဝင်တယ်လို့လှော်ရင်းနဲ့မှမှန်မလွဲပါလို့အများတသိန်းကိုတရားအလင်းပြမယ်ဒီကနေ့ဓမ္မသဘင်တို့တရားနာကြွားရောက်ပါမည်အကြောင်းလေးလေးစားစားကားတော်တရားနဲ့ဖိတ်ကြားအပ်ပါတရားချစ်ခင်သူတော်စင်